ကိုပုံစံလိုက်ဒီ skin ကိုဘယ်လို free ယူမလဲ player မျိုးစား3မျိုးပေါ်မူတည်ပြီးဒီ skin အသစ်ကိုဘယ်လို free ယူကြမလဲဆိုတာကျွန်တော်ပြပြပေးတော့မှာဖြစ်ပါတယ် brother ကရောဘယ်မျိုးစားထဲမှာပါလဲဆိုတာ comment မှာပြောခဲ့လို့ရပါတယ်ဆိုတော့စလိုက်အောင်နံပါတ်1 RK အတွက်ပြောချင်တာကတော့ဒီ mission တွေကိုတစ်ခုမှကြည့်စရာမလိုပါဘူးအာယုံနဲ့နောက်မခံပါနဲ့ဒီ mission တွေရဲ့အောက်ဆုံးကိုသွားလိုက်မယ်ဆိုရင်ဒီလိုမျိုး pouch လေးကိုတွေ့ရမှာပါအထဲကိုဝင်လိုက်မယ်ဆိုရင်တော့ဒီလို ladybug လေးတွေကိုတိုကန်နဲ့လဲယူလို့ရပါတယ် skin ကိုရဖို့ဆို ladybug 900လိုတဲ့အတွက်တိုကန်900သုံးလိုက်တာနဲ့တင်ကိုတန်းယူလို့ရပါတယ်ဗျဘာမှစဉ်းစားမနေပဲတန်းတာဝယ်လိုက်ပါနံပါတ်2ဒီလို brother တွေကတော့တာမန်ဆန်ဆုံးနီးလေးကိုသုံးလို့ရမှာပေါ့နော်ဘာလို့လဲဆိုတော့ brother တို့က honor ကိုကင်းရစောက်တည်ခြင်းတဲ့အတိုင်းလိုက်ဆောင်မှာမဟုတ်လို့ပါ mission ကတော့တရက်ကို3ခုလုပ်ပေးရပါမယ် login ဝင်တာရေ 5vs5 နှစ်ပွဲဆော့တာရေ4ပွဲဆော့တာရေအဲ့ mission 3ခုပါအဲ့လိုလေးပုံမှန်လေးဆော့သွားမယ်ဆိုရင်တော့9ရက်ပြည့်ရတဲ့ skin ကိုလဲယူလို့ရပြီပဲဖြစ်ပါတယ်ရိုးရိုးရှင်းရှင်းပြောရရင်တော့တစ်နေ့ကို4ပွဲဆော့ပေးရုံပါပဲနံပါတ်3ကျွန်တော်တို့ game လည်းမဆော့ခြင်းဘူး skin ပဲလိုချင်တာဆိုတဲ့ညီကိုတွေအတွက်ကကြတော့တရက်ကို mission 2ခုတော့လုပ်ပေးရပါမယ် login ဝင်တာရေနှစ်ပွဲဆော့တာရေပါနှစ်ပွဲတော့မဆော့ချင်တာလား brother အဲ့ဒါဆိုရင်တော့ကျွန်တော်ထပ်အောင်စိုးနေပါ යි ကဲပါမစောချင်ဘူးဆိုရင်လည်းမရပါဘူးဆော့တော့ဆော့ပေးရပါမယ်ဒါပေမဲ့ဒီမူတွေက quick 5vs5 လေးကိုနှစ်ပွဲသွားဆော့လိုက်ပါအနည်းဆုံးတော့အကြာကြီးမဆော့အောင်ဘူးနော်ဒီမှာဆော့မယ်ဆိုရင် mission ကလည်းပွင့်ပါတယ်ဒီလိုနဲ့14ရက်ပြည့်သွားရင်တော့ဝမ်းသာပါတယ် brother skin ကိုလဲယူလို့ရသွားပါပြီဒါကတော့ skin ယူနည်းလေးတွေကိုပြပြပေးခဲ့တာပဲဖြစ်ပါတယ်ကိုနဲ့ကိုက်မဲ့နည်းလေးကိုအသုံးပြုလို့ရပါတယ်ဆိုတော့ကျွန်တော်ကတော့ဆန်ပါဗျနောက်ဗီဒီယိုလေးမှာပြန်တွေ့အောင်